healthy or not? Let's check it. ကဲအဲ့တော့အာဒန်တစ်နေ့ကို8နာရီပြည့်အောင်အိတ်တယ် Yes. supplement ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ supplement ကိုနေ့တိုင်းတောက်တယ် Yes. Like vitamin C. double cleansing လုပ်ပြီးမှအိတ်ရအောင်တယ် Of course, yes. အသီးရွက်များများစားတယ် Okay ဂျင်းကိုမပြတ်မကွက်သွားတယ် Ah, I'm good. Hello, I don't know. What's the two of them? ချိုးလို့မရဘူး ချိုးလို့မရဘူးလား Okay ည12နာရီထိုးရတဲ့အထိမနေဘဲနဲ့အိတ်တယ် Ah, နေတိုင်းလမ်းတွတ်တွတ်ရှောက်တယ် I shot it, I shot it. lip bang ဆိုပြီးွားမှာဒါကိုကနှာခမ်းတွေပါဆိုရိုက်ကူးရေးပါလေလုပ်တဲ့ခါမှာ lip bang တွေပါကြီးခံပြီးဆိုပြီးတော့မှနှာခမ်းတွေဆိုတယ် So, live and move as well. တပတ်တစ်ခါ face mask ကတ်တယ် healthy food တွေကိုကြိုက်တယ် Yes. တပတ်တစ်ခါကိုယ်လေးချိန်တိုင်းပြစ်တယ်ပုံမှန် That's how I'm done. နေတိုင်းရေနှစ်ကြိမ်ချိုးတယ် Enjoy. တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် Okay အဲ့တော့မေးလိုက်တဲ့မေးခွန်းတွေထဲမှာ9မှတ်အထက်ဆိုလို့ရှိရင်တော့ healthy person လို့သတ်မှတ်လို့ရပါတယ်အဲ့တော့9မှတ်အောက်ဆိုလို့ရှိရင်တော့ unhealthy ဖြစ်နေတယ်ခန္ဓာကိုယ်က toxic ဖြစ်နေတယ်ပေါ့နော်အဲ့တော့ healthy person ဖြစ်တဲ့အထိမ့်မှတ်အနေနဲ့ပန်းသီးစိမ်းလေးလက်ဆောင်ပေးပါမယ်ရှင် ဒီအခုမေးလိုက်တဲ့မျိုးလေးတွေပေါ့နော်ဒီ healthy ဖြစ်သလားမဖြစ်ဘူးလားဆိုတာကိုသိရတဲ့အတွက်ကိုယ်တိုင်လည်းဘယ်လောက်ချက်ဆိုလို့ရှိရင် healthy ဖြစ်တယ်မဖြစ်ဘူးဆိုတာမသိဘူးပေါ့နော်အခု check လိုက်ကြည့်တဲ့အတွက် healthy အနေငယ်တော့ဖြစ်တယ်ပေါ့နော်အဲ့တော့ဘာတွေပြင်ရမလဲမပြင်အောင်လဲဆိုတော့သိသွားတယ်ဒီကြည့်နေသူတွေလည်းဒီကနေပေါ့နော်ကျမနဲ့ပတ်သက်တဲ့ knowledge အနေငယ်ရမယ်ဆိုရင်ကျေးဇူးတင်ရပါတယ်လို့ကျွန်တော်ပြောပြရတဲ့အတွက်